ခမားမြင်နေရတဲ့ဒီ AI ဗီဒီယိုကတကယ်လူရိုက်ထားတာမဟုတ်ပါဘူးကိုဓာတ်ပုံတစ်ပုံနဲ့မြန်မာစကားကိုတဘာဝကြပြောနိုင်တဲ့ AI ဗီဒီယိုတစ်ပုဒ်ကိုမိနစ်ပိုင်းတွင်ဖန်တီးလို့ရပါတယ်ဘယ် AI ကိုသုံးရမလဲဘယ်လိုလုပ်ရမလဲအကောင်းဆုံး settings တွေကဘာတွေလဲဆိုတာကိုဒီဗီဒီယိုမှာအစကနေအဆုံးထိအသေးစိတ်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိမကြော်ပဲကြည့်လိုက်ပါဗျโอเคအရင်ဆုံးကိုယ့်ရဲ့မျက်နှာနဲ့ကိုလိုချင်တဲ့ပုံကို AI ကိုအရင်ဆုံးထုတ်ခိုင်းကြမယ်ဗျ။ဒါနဲ့ဒီတိုင်းဖုန်းနဲ့ရိုက်ထားတဲ့ပုံကိုသုံးပြီးတော့ဖန်တီးလို့လည်းရတယ်နော်။ကျွန်တော်ကတော့ professional ခမိုက်မိုက်ပုံစံမျိုးလိုချင်တာမို့လို့ AI နဲ့ပဲပုံအသစ်ဖန်တီးလိုက်မယ်ဗျာ။ Gemini နဲ့တွားမယ်နော်။အပေါင်း icon လေးကိုနှိပ်ပြီးကိုဖန်တီးခြင်းတဲ့ပုံတစ်ပုံကိုထည့်လိုက်မယ်ဗျာ။ပြီးရင်ဒီပုံကိုစတူဒီယိုခန်းထဲမှာစကားပြောဖို့ထိုင်နေတဲ့ပုံလိုချင်တယ် background လှလှလေး YouTube saver button ပါမယ်ပြီးမှ microphone ရှိမယ် laptop ရှိမယ်ကင်မရာကိုတက်တက်ကြည့်နေတဲ့ပုံထုတ်ချင်တယ် image generation prompt ရေးပြီးပါ no generate image give me only prompt လို့အောက်ကနေစာရေးပြီးပို့ပေးလိုက်မယ်ဗျဒါနဲ့စတူဒီယိုခန်းမှာမဟုတ်ဘူးနော်ကိုထည့်ချင်တဲ့နေရာကိုစိတ်ကြိုက်ထည့်လို့ရပါတယ်ဗျပြီးရင်ကိုလိုချင်တဲ့ပတ်ဝန်းကျင်မှာပါမယ့်အရာတွေကိုပါကိုဖြစ်ချင်တဲ့အတိုင်းစာထည့်ရေးပြီးလိုက်ပါဗျโอเคသူက prompt ရေးပေးလိုက်ပြီဗျာဒီ prompt ကို copy ယူပြီးတော့ United States VPN တစ်ခုခုအရင်ခံလိုက်မယ်နော်ပြီးရင် Chrome ထဲသွားပြီး search bar မှာ Flow AI လို့ရေးရှာလိုက်ပါတယ်ကြားလာတဲ့သူ့ရဲ့ official website ထဲကိုတန်းဝင်ပေးလိုက်ပြီးGmail တစ်ခုခုနဲ့ join ပေးလိုက်ပါဗျာပြီးရင် new project ကိုဆက်ပြီးနှိပ်ဝင်ပေးလိုက်နော်ဒီထဲမှာတော့ပုံကိုအရင်ထုတ်မှာမို့လို့ဗီဒီယိုနေရာကိုနှိပ်ပြီး image ကိုပြောင်းရွေးပေးလိုက်ပါဗျာ ratio ကတော့ကိုလိုချင်တယ်လို့ထားပါနော်ပြီးရင် 4:8 ကိုရွေးမယ်ဗျာဘာလို့လဲဆိုတော့ 4:8 ရွေးထားရင်ပုံ၄ပုံထွက်လာမှာမို့လို့ဗျာကိုအဆင်ပြေတာကိုရွေးယူလို့ရတယ်နော်မိုဒယ်ကိုတော့ Nano Banana Pro ကိုပဲတိချာရွေးထားလိုက်နော်ကဲအဆင်ပြေပြီဆိုရင်တော့ copy ယူလာတဲ့ prompt ကို paste လုပ်ပြီးအပေါင်း icon လေးကိုနှိပ်လိုက်ပါနော်အပေါ်မှာ upload icon ကိုနှိပ်ပြီး Sona က Gemini မှာထည့်ခဲ့တဲ့ကိုယ့်ပုံကိုရွေးပြီး generate လုပ်လိုက်ပါမယ်ဗျာခဏလေးစောင့်ပေးနော်โอเคပုံနေရပြီဆိုတော့ကိုအဆင်ပြေမဲ့ပုံတစ်ပုံကိုတေချာရွေးပြီးထောင်းတုပ်ဆွဲထားလိုက်မယ်ဗျာပြီးရင် Gemini ထဲပြန်သွားမယ်နော်အပေါင်း icon လေးကိုနှိပ်ပြီး Sona က down လာတဲ့ AI ပုံကိုပြန်ရွေးလိုက်ပါဗျပြီးရင်ဒီပုံကိုကွင်းစာကွင်းပိတ်ထဲမှာကိုစကားပြောချင်တဲ့စာသားထည့်နော်ကျွန်တော်ကတော့ Sona ကပြောခဲ့တဲ့စာသားတွေကိုပဲကိုပြောချင်တာအဖြစ်ရေးထည့်ထားတယ်ဗျစာအများကြီးဆိုရင်တော့
အပိုင်းခွဲပြီးရေးခိုင်းနော်ကျွန်တော်ကတော့စာသားကနည်းနည်းရှည်တာမို့လို့နှစ်ပိုင်းခွဲရေးခိုင်းမယ်ဗျပြီးရင်မြန်မာစကားပြောတဲ့ဗီဒီယိုဖန်တီးဖို့ prompt ရေးပြီးပါစာများတဲ့အတွက်10 seconds စီနှစ်ပိုင်းခွဲရေးပြီးပါ dialogue တွေကို prompt ထဲမှာတစ်ခါတည်းထည့်ရေးပြီးပါ no generate video give me only prompt လို့ရေးပြီးပို့ပေးလိုက်မယ်နော် Okay သူကနှစ်ပိုင်းခွဲပြီးတေးသေးချာချာရေးပြီးထားတယ်ဗျပထမတစ်ပိုင်းကို copy အရင်ဆုံးယူပြီး flow AI ထဲပြန်သွားမယ်နော်ဒီတစ်ခါဗီဒီယိုထုတ်မှာမို့လို့ Nano Banana Pro ကိုနှိပ်ပြီး image ကနေဗီဒီယိုကိုပြောင်းပြလိုက်ပါဗျ ingredients ကနေ frames ကိုပြောင်းပြပါမယ်ဗျ ratio ကိုတော့ကိုယ်အဆင်ပြေတာရွေးပါနော်ပြီးရင် 4x ဖြစ်နေတာကို 1x ကိုပြန်ပြောင်းပေးပါဗျ model ကိုတော့ omni flash ကိုရွေးပြီး second နေရာမှာတော့10 second ရွေးထားမယ်ဗျစာတိုတဲ့သူတွေဆိုရင်တော့6 second ဒါမှမဟုတ်8 second ကိုရွေးနော်အဆင်ပြေရင်တော့ start ကိုနှိပ်ပြီးကိုယ်စကားပြောစီခြင်းတဲ့ပုံကိုရွေးထည့်ပါဗျကျွန်တော်ကတော့စောနာပုံကိုပဲရွေးထည့်လိုက်ပါမယ်ပြီးရင် Gemini က copy ယူလာတဲ့ prompt ကို paste လုပ်ပြီး generate လုပ်ပေးလိုက်မယ်နော်ခဏလေးစောင့်ပေးပါမယ်ဗျ Okay ဗီဒီယိုရပြီဆိုတော့အရင်ဆုံးအဆင်ပြေမပြေနားထောင်ကြည့်ဦးနော်အဆင်ပြေတယ်ဆိုရင်တော့ဗီဒီယိုကို download လုပ်ထားလိုက်ရင်ရပါပြီနော်ကျွန်တော်ပြောပြခဲ့သလိုတစ်ဆင့်ချင်းစီတေးသေးချာချာလိုက်လုပ်ကြည့်မယ်ဆိုရင်တော့မြန်မာစကားပြော AI ဗီဒီယိုတစ်ပုဒ်ကိုအလွယ်တကူဖန်တီးတတ်သွားပါလိမ့်မယ်ဗျာကဲကျွန်တော်ရဲ့ဗီဒီယိုလေးကအသုံးဝင်နေဆိုရင်တော့ like and subscribe လုပ်ခဲ့ပေးပါဦးနော်ကဲနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်ဗျာ Goodbye